မင်္ဂလာပါချိမိတ်ရွှေတို့ရေကျွန်တော်နဲ့အတူစိတ်ကူးထဲမှာတစ်ချက်လောက်လိုက်ကြည့်ပေးကြပါဦးအခုကျွန်တော်အတင်းကိုဝိစာအတက်နဲ့ဖော်ဆက်ထားတဲ့ဝိစာဆေးတုံးတစ်လုံးလို့ပေးတယ်လို့ပဲထားပါတော့ဒီဆေးလုံးဟာတင်အခုဒီဗီဒီယိုကိုထိုင်ကြည့်နေရင်းနဲ့တင်ခန္ဓာကိုယ်ကပိုရှန်နေတဲ့အစီတွေကိုလောင်ကျွမ်းပေးတဲ့ဖာအားရှိပါတယ်တင်းရတဲ့ကိုလည်းအစဲတောက်တွေရန်ကနေတန်မဏိတိုင်းကြီးလို့ကာကွယ်ပေးထားအောင်ပါဒါအပြင်အုံနောက်ဆာယာထောင်းတာကိုဟန့်တားပြီးလို့ကိုချေရတဲ့သူရဲ့နာမည်ကိုမိသွားတာမျိုးလည်းမဖြစ်စေတော့ဘူးအိုမင်းကြီးရောင်မှုကိုနှေးကွေးစီပြီးအသက်ရှည်ကျမ်းမာစေမယ်ဆိုရင်ဒီဆေးလုံးတစ်လုံးရဲ့တန်ဖိုးကဘယ်လောက်ရှိမယ်ထင်ပါသလဲဒီခန္ဓာကိုတန်ဖိုးဖြတ်လို့မရအောင်ဆေးကြီးပြီးရှာရတာလည်းအရင်ကက်မယ်လို့ထင်နေကြပြီမဟုတ်လားဒါပေမဲ့မဟုတ်ပါဘူးတကယ်တော့ဒီဝိစာဆေးဆိုတာတင့်အိမ်ကမိဖို့ကြောင့်ထဲမှာရှိနေတယ်လို့ဒီမနက်တင်ပဲစတိုးဆိုင်မှာတင်ဖြတ်ကျော်လာခဲ့တဲ့အရာလေးတစ်ခုပါချိမရွှေတို့ရေတကယ်တော့ဒါဟာဆေးလုံးမဟုတ်ပါဘူးခါတက်တဲ့အရာရှိနေမယ်တောက်ပြီးရင်လေချောင်းထဲမှာချိုမြိန်မှုကျန်ရည်စေတဲ့ကြည့်လိုက်ရင်ရှိုးဝက်စမ်းကြံနေတဲ့အနက်ရောင်အရေးကျွန်တော်တို့ခေါ်ကြတဲ့ကော်ဖီနဲ့လက်ကော်ဖီပဲဖြစ်ပါတယ်နေပါအောင်ဗျတင်ကအခန်းတန်ကိုမခံနိုင်တဲ့လူဆိုရင်ဒီဗီဒီယိုကိုအခုချက်ချင်းပိတ်မသွားပါနဲ့အောင်ဘာလို့လဲဆိုတော့အခုကျွန်တော်ပြောပြမှာကရိုးရိုးဘဟုဒနာတင်မဟုတ်ပါဘူးဒါဟာတင့်ခန္ဓာကိုယ်ရဲ့ဇီဝစနစ်ကိုပိုပြီးတန်ပါအောင်ညံပိုကောင်းအောင်နဲ့ပိုပြီးခံနိုင်ရရှိအောင်အဆင့်မြင့်တင်ပေးမဲ့ bio hacking နည်းလမ်းကောက်တစ်ခုဖြစ်လို့ပါကျွန်တော်ကကော်ဖီတာရောက်နေတာမဟုတ်ပါဘူးတင့်စီမှာရှိနေပြီးသားဖြစ်တဲ့ကျမ်းမာရေးရွှေတော့ကိုပြန်ရှာတွေ့ဖို့လမ်းပြပေးမဲ့တငယ်ချင်းကောင်းတယောက်အနေနဲ့လာတာပါစိတ်ကိုအေးထားပြီးကျွန်တော်နဲ့အတူကော်ဖီစေ့ရဲ့ဆိုင်းကျတဲ့လောကအထက်ကိုခဏလောက်နှိမ့်မြုပ်ကြည့်အောင်တိတ်ပါမညာရှင်တွေကဘာကြောင့်ဒီအနက်ရောင်အရေးကိုလူသားထုရဲ့အနက်ရောင်ရွှေလို့တင်စားကြရတယ်လဲဆိုတာကြည့်ကြရလိုက်အောင်ခင်ဗျာဝန်ခံရရင်တော့အရင်ကကျွန်တော်လဲအများနည်းသူကော်ဖီဆိုတာငိုက်ပြေုံတောက်တဲ့အဖျော်ရည်ရမကအဲ့လိုချိန်မှာလူကိုအတင်းအားအင်ထုတ်ခိုင်းတဲ့တရားဝင်စိတ်ကြွဆေးတစ်မျိုးလို့ပဲခင်းခဲ့တာပါကျွန်တော်ကော်ဖီကိုအစိုးဆုံးနည်းလမ်းနဲ့တောက်ခဲ့ဖူးပါတယ်ရှာကိုလက်စားဖို့အတွက်ဆိုရင်ကျွန်တော်ကတရားတွေနှုတ်စီတွေခွင်တွေအများကြီးထည့်ပြီးအချိုရည်တစ်ခွက်လိုတောက်ခဲ့တာပေါ့ဒါပေမဲ့ရလက်ကတော့ခန္ဓာကိုယ်ကလေးလံလာတဲ့အုံနောက်ကထိုင်းမိုင်းလာပြီးတော့မကြာခဏဆိုတယ်လို့နှုံးချိလာတယ်အဲ့ဒါကပဲကျွန်တော်အတွက်အလက်အပြောင်းဖြစ်ခဲ့တာပါကျွန်တော်စနစ်တကျလက်လာကြည့်တဲ့အခါမှာတော့ကျွန်တော်တောက်လာတဲ့မြနီးလန်းတွေအကုန်မားနေတာကိုတိလိုက်ရပြီးအံ့ဩတော်လို့တွားရပါတယ်တကယ်ကော်ဖီခါစစ်စစ်ဟာတရားနဲ့နှုတ်တွေကိုဖယ်ထုတ်လိုက်ရင်ရန်သူမဟုတ်တော့ပဲစူပါဖုတ်လို့ခေါ်တဲ့အာဟာရတဲ့အလွန်ကျွဲဝတဲ့အရာတစ်ခုဖြစ်သွားလို့ပါပဲတင်သိပါသလားကော်ဖီစစ်ဆိုတာတကယ်တော့အတီးတမျိုးရဲ့အစစ်ပဲဖြစ်ပါတယ်ဒါကိုလော်ပြီးအမုံလို့ရေဘူးနဲ့တိုက်ထုတ်လိုက်တဲ့အခါမှာစီဝါရောပေါင်း1000ကျော်ပါဝင်တဲ့အရေးကိုရရှိပါတယ်အဲ့ဒီထဲမှာလူကိုလန်းဆန်းစေတဲ့ကဖင်းတင်မကပဲအစွမ်းထက်တဲ့အန်တီအောက်ဆီဒန့်တတုဆက်ရည်ပစ္စည်းတွေဖြစ်တဲ့ chlorogenic acid, polyphenol နဲ့ hydrocinamic acid တွေလည်းပါဝင်နေပါတယ်။နာမည်တွေကဓာတုဗေဒဆန်လို့နားလည်ရခက်ပေမဲ့တို့ဟာခန္ဓာကိုယ်ကဆဲတွေထဲကအမိုက်တွေကိုရှင်းထုတ်ပြီးပြက်စီးနေတဲ့အစိတ်အပိုင်းတွေကိုပြုပြင်ပေးတဲ့တတိရှိတဲ့စီတီတော်လေးတွေလို့မှတ်ယူနိုင်ပါတယ်။တင်ကကော်ဖီနဲ့ပူပူလေးတစ်ခွက်ကိုကန်ထားတဲ့အခါတာမန်အဖျော်ရမကားတစ်ခုကိုကန်ထားတာမဟုတ်ပဲနေအောင်ချီလေငင်းနဲ့တဘောတရားကပေးတဲ့တန်ဖိုးရှိအာဟာရပစ္စည်းတွေကိုစုစည်းထားတဲ့တဘာဝအစီအနစ်တစ်ခုကိုကန်ထားတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်အသေးစိတ်ပြောပြချင်တာကတော့အသေးအကြောင်းပါကျွန်တော်တို့ခန္ဓာကိုယ်မှာအသေးဆိုတာအိမ်ခေါ်ကြီးတယောက်လိုပဲ24နာရီပတ်လုံးအနားမယူပဲအလုပ်လုပ်နေတဲ့တာတုဗေဒစက်ယုံကြီးပေါ့တင်စားရမြတောက်ရမြရှူသွင်းရမြအာရအလုံးဟာအသေးရဲ့စစ်ဆေးရေးကိတ်ကိုဖျက်ရပါတယ်အသေးကအစဲအတောက်တွေကိုစစ်ထုတ်ပေးတယ်ဆေးဝါးတွေကိုခြေဖြတ်ပေးတယ်အားအင်တွေကိုတိုးလောင်ပေးပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာဒီတက်တာအရက်တေစာတောက်စားတာဒါမှမဟုတ်တာရှည်ခံစေးတွေပါတဲ့အစားအစာတွေကိုစားတာမျိုးနဲ့အသေးကိုအလုတ်တွေအလွန်အကျွံခိုင်းမိတတ်ကြပါတယ်အသေးဟာတိတ်ဆိတ်တန်ရာရပြီးအမာယုတွေဖြစ်လာပါတယ်ဒါကိုဆေးပညာအရ liver fibrosis လို့ခေါ်ပါတယ်အဲ့ဒီအမာယုတွေထူလာတဲ့အခါမှာအသေးကတောင့်တင်းလာပြီးအလုံးမလုံးနိုင်တော့ပဲအသေးချောက်တာဒါမှမဟုတ်အသေးကင်ဆာလိုမျိုးကြေခွဲစရာအဆုတ်သက်တွေဖြစ်လာနိုင်ပါတယ်ဒါပေမဲ့တည်င်းကောင်းကတော့ကော်ဖီနတ်ဟာအသေးရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်နေတာပါပဲကမ္ဘာအစီမီသူ့ရဲ့နာတွေအရာကော်ဖီနဲ့ပုံမှန်တောက်တဲ့သူတွေဟာအသေးရဲ့ enzyme ပြိုပိုပြီးတည်ငြိမ်လာတယ်လို့အသေးရောက်ကဖြစ်နိုင်ချေလဲတခြားသူတွေထက်အများကြီးနေပါတာကိုတွေ့ရှိရပါတယ်။ကော်ဖီနဲ့ဟာခန္ဓာကိုယ်ထဲမှာရောက်တဲ့အခါမှာဘာရဆန်ဒိုင်းလို့ခေါ်တဲ့တက်တမျိုးကိုထုတ်ပေးပြီးအသေးထဲမှာအမာယုတ်တီရှူးတွေကြီးထွားမှုတုံးကိုနေကွေ့စေပါတယ်။အမာယုတ်ပျောက်စေလင်းပေးလိုက်တယ်လို့ပါပဲ။ဒါကြောင့်နေ့တိုင်းကော်ဖီနဲ့တောက်ပေးတာအမြဲတမ်းပင်ပန်းလှုပ်ဆောင်ပေးနေတဲ့အသေးကိုကျေးဇူးတင်ပါတယ်တောင်းပန်ပါတယ်လို့ပြောလိုက်တယ်လို့ဖြစ်ပြီးသူ့ကိုအားအင်တွေပြန်ဖြည့်ပေးတာပါပဲနောက်ထပ်လူစိတ်ဝင်စားမှုအများဆုံးကတော့ကိုယ်အလေးချိန်နဲ့ခန္ဓာကိုယ်အချိုးအစားအကြောင်းပါ
အခုခေတ်မှာအဝလွန်နာကကတ်ယောဂတစ်ခုလိုဖြစ်နေပါပြီကျွန်တော်တို့ကကယ်လိုရီအများကြီးစားသုံးပေမဲ့လှုပ်ရှားမှုကနည်းနေကြပါတယ်ဘိုက်ပေါင်းနဲ့လက်မောင်းတွေမှာစုနေတဲ့အစီတွေဟာကိုယုံကြည်မှုရုံနေစီရုံတင်မကရောဂါမျိုးစုံရဲ့မြစ်ဖျားခံရလဲဖြစ်ပါတယ်ချင်းမိတ်ဆွေတို့အနေနဲ့အခြေခံစီဝကာမပြပြမှုနှုံးဆိုတာကိုကြားဖို့ကြမှာပါဒါဟာတင်အိတ်နေရင်တောင်ခန္ဓာကိုယ်ကသုံးဆွဲနေတဲ့စွမ်းအင်နှုံးကိုပြောတာပါကော်ဖီနဲ့မှဒီနှုံးကိုမြင့်တင်ပေးနိုင်စွမ်းရှိပါတယ်ကဖိနက်ဟာဆဲတွေထဲမှာရှိနေတဲ့အစီတွေကိုပြိုကွဲစေပြီးလောင်စာအဖြစ်အသုံးပြုဖို့တွေးထဲကိုထုတ်လွတ်ပေးဖို့အာရုံစောစနစ်ကိုအမိန့်ပေးပါတယ်ဒီဖြစ်စဉ်ကိုဒါမိုဂျန်နစ်စစ်လို့ခေါ်ပါတယ်စိတ်ကူးကြည့်လိုက်ရင်တင့်ခန္ဓာကိုယ်ကမိဖို့ကြီးဆိုရင်ကော်ဖီနဲ့တောက်တာဟာမိဖို့တဲ့ကိုခင်းချောက်တွေပြစ်ထဲလိုက်ကြလို့ပါပဲမိကပိုတောက်လာပြီးအစီတွေကိုပိုပြီးမြန်မြန်ဆန်ဆန်လောင်ကျွမ်းစေတာပေါ့အထူးသဖြင့်လေ့ကျင့်ခိုင်းမလုပ်ခင်မိနစ်30အလိုမှာကော်ဖီနဲ့တောက်ပေးရင်ပိုပြီးအမောခံနိုင်လာမယ်လေ့ကျင့်ခန်းပိုလုံနိုင်လာမယ်အဲ့ဒီအချိန်မှာထွက်လာတဲ့ချွေးတွေဟာအစီတွေငိုကြွေးတန်လို့တောင်တင်စားလို့ရပါတယ်ဒါပေမဲ့တခုတော့တတိလို့ရမှာကတရားစွမ်းထမှုဟာကော်ဖီနဲ့စစ်စစ်ဖြည့်မလာရရှိမှာပါတကြားတစွန်းဒါမှမဟုတ်နှုတ်နည်းနည်းလေးထည့်လိုက်တာနဲ့တွေးထက်ကအင်ဆူလင်ဟော်မုန်းကချက်ချင်းထိုးတက်လာပါလိမ့်မယ်အင်ဆူလင်ဆိုတာအစီတွေကိုတိုးလောင်တဲ့ဟော်မုန်းမှာတူရှိနေတဲ့အစီတောင်ကျွမ်းမဲ့တကားတွေအကုန်ပိတ်တော့မှဖြစ်လို့တင်းရဲ့ကော်ဖီနဲ့ဝိတ်စာဆေးကနေကယ်လိုရီဘုံအဖြစ်ချက်ချင်းပြောင်းလဲသွားမှာပါဒါကြောင့်အခါရတာကိုချိမြနုတတ်အောင်စူးစမ်းကြည့်ပါအဲ့ဒီအခါတက်ကပဲတင့်ခန္ဓာကိုယ်အတွက်ချိုမြိန်တဲ့ရလဒ်တွေကိုပေးပါလိမ့်မယ်အခုအုံနောက်အကြောင်းကိုဆက်ပြောကြရအောင်အုံနောက်ဟာကျွန်တော်တို့ရဲ့အရာလုံးကိုထိန်းချုပ်တဲ့ဗဟိုဌာနချုပ်ကြီးပါလူသားတွေရဲ့အကြီးမားဆုံးကြောက်ရွံ့မှုဟာတေချင်းတရားမဟုတ်ပဲအမိတ်ခံရခြင်းဖြစ်ပါတယ်အဲဆိုင်မှာဒါမှမဟုတ်အုံနောက်ဆာယာယောဂါဟာလှပတဲ့အမတ်တရားတွေကိုဖျက်ထုတ်ပစ်တဲ့ခဲဖြက်ကြီးတစ်ခုလိုပါပဲဒါမျိုးကတော့ဘယ်သူမှကိုယ့်အပေါ်မှာဖြစ်စေကိုချီရတဲ့သူအပေါ်မှာဖြစ်စေမဖြစ်စေချင်ကြပါဘူးအဲ့ဒီအရာမှာကော်ဖီနဲ့ဟာအုံနောက်ကိုစောင့်ရှောက်တဲ့ကိုရန်တော်အဖြစ်ပါဝင်လာပါလေကော်ဖီထဲကဓာတ်ပေါင်းတွေဟာငှက်မီးစေအာဒီနိုဇင်ကိုဟန်တာပေးအောင်တင်မကပဲရေရှည်မှာအာယုံကျိုးဆဲတွေကိုကာကွယ်ပေးပါတယ်အုံနောက်ထက်ကရောင်ရမ်းမှုတွေကိုရှော့ချပေးပြီးအယ်ဇိုင်းမာဖြစ်စေတဲ့အဆစ်အတောက်ပရိုတင်းတွေကိုမဆုမိအောင်တားဆီးပေးပါတယ်ဒါကြောင့်ကော်ဖီနဲ့တောက်တာဟာအုံနောက်ထက်ကဆက်သွားလေးတွေကိုစီထည့်ပေးလိုက်ကြလို့ပဲပိုပြီးတွက်လက်လာမယ်အာယုံဆူဆွမ်းမှုကောင်းလာမယ်ပြဿနာတွေကိုပိုပြီးမြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်လာပါလိမ့်မယ်နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့အိုမင်းမှုကိုတားဆီးပေးတာနဲ့ကင်းစားကိုကာကွယ်ပေးတာပါကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဓာတုဖြစ်စဉ်တွေအမြဲဖြစ်နေပြီးအဲ့ဒီကနေ free radical လို့ခေါ်တဲ့အမိုက်တွေထွက်လာပါတယ်သူတို့တွေကဆဲတွေကိုဖျက်ဆီးတယ် DNA ကိုပျက်စီးစေတယ်လူကိုမြန်မြန်အိုစေတယ်ကင်ဆာဆဲတွေကိုနှိုးဆွပေးတယ်သူတို့ကိုတိုက်ဖြတ်ဖို့အတွက်ဆိုရင်ခန္ဓာကိုယ်မှာအထူးတပ်ဖွဲ့လိုအပ်ပြီးအဲ့ဒါကတော့ antioxidant တွေပါပဲအနောက်လာရအစားအသောက်တွေစားတဲ့သူတွေအတွက်ကော်ဖီဟာဟင်းသီးဟင်းရွက်နဲ့တီးတီးတွေထက်တောင် antioxidant ပိုရနိုင်တဲ့အရေးအမြစ်ကြီးဖြစ်နေပါတယ်ကော်ဖီနဲ့တောက်ပေးတာဟာဆဲတွေကိုကာကွယ်ပေးလို့အသားအရည်နှုတ်ပြိုစေတယ်လို့အသည်းကင်ဆာနဲ့ဥမကြီးကင်ဆာဖြစ်နိုင်စေကိုလည်းရှော့ချပေးပါတယ်ဒါဟာကိုယ့်ကိုယ်ဂရုစိုက်ဖို့အတွက်အသက်သာဆုံးနဲ့အထီးရောက်ဆုံးနည်းလမ်းပဲမဟုတ်လားဒါပေမဲ့တငယ်ချင်းအချင်းချင်းတတိပေးတယ်လို့ပဲကျွန်တော်တခုတော့ပွင့်ပွင့်လင်းလင်းပြောပါရစေဘလောက်ကောင်းတဲ့ဆေးဖြစ်သုံးဆဲပုံမှန်ကန်ဖို့လိုအပ်ပါတယ်လူတဦးချင်းစီရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူညီတဲ့အတွက်ကဖင်းတက်ကိုတုံ့ပြန်ပုံလည်းမတူပါဘူးတချို့ကငါးခွက်တောက်လဲအိပ်ပျော်တယ်တချို့ကတုံငုံတောက်တာနဲ့တုံရင်လာတတ်တယ်ဒါကြောင့်ကိုယ်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကိုကိုယ်တိုင်တတိထားကြည့်ရပါမယ်ရေဘူးရအဖြစ်တစ်နေ့ကို3ခွက်ကနေ6ခွက်ကြာကဖင်း400 မီလီဂရမ်ကတော့စိတ်ချရတဲ့ပမာဏပါတောက်တဲ့အချိန်ကလည်းအရေးကြီးပါတယ်မနေ့နိုးချင်းမှထချင်းမတောက်ပါနဲ့အောင်အဲ့ဒီအချိန်မှာခန္ဓာကိုယ်ကကော်တီဇောလို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်နှုတ်ကိုတဘောအတိုင်းထုတ်ပေးနေလို့ပါမနေ့9နာရီကနေ17နာရီကြာဒါမှမဟုတ်နေ့လယ်ပိုင်းအစောပိုင်းတွေကတော့အကောင်းဆုံးအချိန်ပါပဲနောက်ပြီးညနေ2နာရီနောက်ပိုင်းဆိုရင်ရှောင်းတာအကောင်းဆုံးပါကဖင်းတိုက်ကတွေးထဲမှာ6နာရီကနေ8နာရီအထိရှိနေတတ်လို့ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့အတွက်ဒါကိုတတိပြုရပါမယ်နောက်ထပ်အရေးကြီးတာတစ်ခုကတန့်ရှင်းလက်ဆက်တဲ့ကော်ဖီကိုရွေးချယ်ဖို့ပါစီကွက်ထဲမှာအနှံ့တူတွေပါတဲ့ကော်ဖီတွေပြောင်းဖူးမုံတွေရောထားတဲ့ကော်ဖီတွေရှိတတ်ပါတယ်အဲ့ဒါတွေကအသေးနဲ့ကြောက်ကက်ကိုဒုက္ခပေးတဲ့အစိတ်တွေပါဖြစ်နိုင်ရဲ့ကော်ဖီစစ်ကိုဝယ်ပြီးကိုယ်တိုင်ကြိတ်တော့တာကအကောင်းဆုံးပါပဲကော်ဖီကိုကိုယ်တိုင်ဖြော်ရတဲ့ဖြစ်စဉ်ကလည်းစိတ်ကိုငြိမ်သက်စေတဲ့ကုထိုးတစ်ခုလိုပါပဲအခုကျွန်တော်တင့်ကို9ရက်ကြာခြိုင်းလန့်တစ်ခုလှုပ်စေချင်ပါတယ်လာမယ့်9ရက်အတွင်းမှာကော်ဖီတောက်ရင်တကြားနို့ခရင်တွေအကုန်ဖြတ်ပြီးကော်ဖီခါးစစ်ပဲတောက်ကြည့်ပါပြီးရင်ကိုယ်ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲလာလဲဆိုတာတတိထားကြည့်ပါနေလို့ပူကောင်းလာလားပိုက်ကလေးချက်သွားလားညံပိုရွှင်လာလား9ရက်ပြည့်ရင်ရလက်ကိုကျွန်တော်ကိုပြန်ပြောပြပေးပါဦး
ဒီဗီဒီယိုလေးကတည့်အတွက်အကျိုးရှိတယ်ဆိုရင် like ပေးခဲ့ဖို့နဲ့တင့်တငယ်ချင်းတွေချီရတဲ့လူတွေစီကိုမျှဝေပေးဖို့မမေ့ပါနဲ့အားလုံးပဲကော်ဖီခါးလေးတောက်ရင်ကျမ်းမာတဲ့ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ